အားလုံးပဲမင်္ဂလာပါရှင်။ပညာတကားတင်တန်းကျောင်းအကြောင်းကိုအနည်းငယ်မိတ်ဆက်ပေးလိုပါတယ်ရှင်။ပထမအဆုံးအနေနဲ့ပညာတကားတင်တန်းကျောင်းရဲ့နောက်ခံသမိုင်းကျောင်းလေးကိုပြပြချင်ပါတယ်။ပညာတကားတင်တန်းကျောင်းကိုဆိုလို့ရှိရင်တော့2012ခုနှစ်မေလမှာစတင်ပြီးတည်ထောင်ခဲ့တာဖြစ်ပါတယ်။စတင်ခဲ့တဲ့အချိန်မှာတော့တစ်နှစ်ခွဲ Youth Leadership Program အနေနဲ့စတင်ခဲ့တာဖြစ်ပါတယ်ရှင်။ဆက်လက်ပြီးတော့မှပညာတကားတင်တန်းကျောင်းရဲ့မျှော်မှန်းချက်နဲ့လုပ်ငန်းစဉ်တွေအကြောင်းကိုအနေငယ်ပြပြချင်ပါတယ်ပညာတကားကျောင်းရဲ့မျှော်မှန်းချက်ဆိုလို့ရှိရင်တော့အပြုသဘောဆောင်တဲ့ပြောင်းလဲမှုတွေကိုဖော်ဆောင်နိုင်တဲ့စွမ်းရည်ပြည့်ဝတဲ့လူငယ်ကချင်ပြည်နယ်မှာရှိနေဖို့ဖြစ်ပါတယ်ပညာတကားတင်တန်းကျောင်းရဲ့လုပ်ငန်းစဉ်ကတော့မတူကွဲပြားတဲ့လူမျိုးဘာသာယဉ်ကျေးမှုနဲ့မတူကွဲပြားတဲ့ဒေသတွေမှာရှိနေကြတဲ့အလားအလာရှိတဲ့လူငယ်တွေသူတို့ဒေတာမှာရှိတဲ့အပြောင်းလဲမှုတွေကိုပြုသဘောဆောင်တဲ့ပြောင်းလဲမှုတွေကိုလှုပ်ဆောင်တဲ့နေရာမှာလိုအပ်တဲ့စွမ်းရည်နဲ့အသိပညာတွေကိုထောက်ပံ့ပေးဖို့ဖြစ်ပါတယ်ရှင်။ပညာတကားတင်တန်းကျောင်းမှာပန်းတိုင်3ခုရှိပါတယ်။နံပါတ်1ကဆိုလို့ရှိရင်တော့အရေးသွေးပြေးွားတဲ့ပညာရေးဝန်ဆောင်မှုကိုပေးခြင်းတဲ့ကျောင်းသူကျောင်းသားများကိုစွမ်းရည်နဲ့အတတ်ပညာတွေမြင့်တင်ပေးဖို့ဖြစ်ပါတယ်။နံပါတ်2ကဆိုလို့ရှိရင်တော့ဒေတာအတွင်းမှာရှိတဲ့ပြည်သူတွေအတွက်အကျိုးပြုနိုင်တဲ့အခန်းကဏ္ဍတွေမှာကျောင်းသူကျောင်းသားများဤပါဝင်ခြင်းကိုမြင့်တင်ဖို့ဖြစ်ပါတယ်ရှင်။နံပါတ်3ကဆိုလို့ရှိရင်တော့အားလုံးပါဝင်ခြင်းနဲ့တာတူညီမျှခြင်းကိုလမ်းညွှန်ခြင်းနဲ့ထောက်ပံ့ခြင်းအပြင်မြင့်တင်ပေးရန်ဖြစ်ပါတယ်ရှင်။ပညာတကားတင်တန်းကျောင်းမှာတန်ဖိုးထားမှု5ခုရှိပါတယ်အဲ့ဒါတွေကတော့လေးစားခြင်းပူပေါင်းပါဝင်ခြင်းပါဝင်ဆောင်ရွက်ခြင်းတန်းတူညီမျှခြင်းနဲ့တာဝန်ယူတတ်ခြင်းတို့ဖြစ်ပါတယ်ဒီပုံကဆိုလို့ရှိရင်တော့ပညာတကားတင်တန်းကျောင်းမှာတာဝန်ထမ်းဆောင်နေတဲ့ဝန်ထမ်းတွေရဲ့ပုံဖြစ်ပါတယ်အခုလောလောဆယ်ဆယ်မှာဆိုလို့ရှိရင်တော့ပညာတကားတင်တန်းကျောင်းမှာဝန်ထမ်း17ယောက်လုံးနေတာဖြစ်ပါတယ်ပညာတကားတင်တန်းကျောင်းရဲ့ facility တွေကတော့စတင်ခန်းရှိပါတယ်ခမဆောင်ကွန်ပျူတာခန်းစာကြည့်တိုက်ရုံးခန်းစပူဆောင်တဲ့သမင်းစားဆောင်ရေချိုးခန်းနဲ့အိမ်သားနောက်နားနေဆောင်တဲ့အိတ်ဆောင်နောက်အားကစားကွင်းရဲ့ပန်းဥယျာဉ်ရဲ့နောက် organic စိုက်ခင်းကြီးလည်းရှိပါတယ်ရှင်ဆိုတော့ဒီပုံမှာဆိုလို့ရှိရင်တော့ပညာတကားတင်တန်းကျောင်းမှာရှယ်ကျောင်းသူကျောင်းသားတွေရဲ့တမွေဝမ်းကျောင်းပြုနေတဲ့ပုံဖြစ်ပါတယ်ကျောင်းသူကျောင်းသားတွေကဆိုလို့ရှိရင်သူတို့နေ့စဉ်စားတောက်ဖို့အတွက်ဒီနီးပိုကျောင်းတုံးဟင်းတီဟင်းရွက်တွေကိုသူတို့ကိုယ်တိုင်သူတို့ရဲ့ organic farming မှာသူတို့စိုက်ပျိုးပြီးတော့စားသုံးကြတာဖြစ်ပါတယ်ပညာတကားတင်တန်းကျောင်းရဲ့တမှုထူးခြားတဲ့အချက်ကတော့ကျောင်းသူကျောင်းသားတွေရဲ့ဝေယဝစ္စတွေကိုစီမံခန့်ခွဲဖို့ရန်အတွက်ကျောင်းသူကျောင်းသားတွေကိုတိုင်းတစ်နှစ်ကို2ကြိမ်ရွေးကောက်တင်မြှောက်ထားတဲ့ကျောင်းသားအစိုးရနဲ့လွတ်တော်တည်ရှိနေခြင်းပဲဖြစ်ပါတယ်ရှင်။ဒါကတော့ဒီပုံနေရာဆိုလို့ရှိရင်တော့ကျောင်းသားအစိုးရရဲ့လှုပ်ရှားမှုပုံတွေဖြစ်ပါတယ်ရှင်။မြင့်မို့ Education Foundation ရဲ့အောက်မှာပညာတကားကဲ့သို့သောကျောင်း၅ကျောင်းရှိပါတယ်။ကချင်ပြည်နယ်မြစ်ကြီးနားမှာဆိုလို့ရှိရင်တော့ပညာတကား Academy ရှိပါတယ်။နောက်လွိုက်ကောကယားပြည်နယ်မှာဆိုရင် Level Up Academy ဖားအန်ကရင် State မှာဆိုရင်တော့ EGG Education Gathering Group ရှိပါတယ်။နောက်တောင်ကြီးရှမ်း State မှာတော့ Cherry Me Academy နဲ့ဟာခါချင်းပြည်နယ်မှာဆိုလို့ရှိရင်တော့ Victoria Academy ရှိပါတယ်။ပညာတကားတင်တန်းကျောင်းရဲ့ဒီနေရာကတော့73မိုင်လမုံဆိုပြီးတော့အလမ်ကျေးရွာအုပ်စုမြကြီးနားမြို့နယ်ကချင်ပြည်နယ်မှာတည်ရှိပါတယ်ရှင်။ပညာတကားတင်တန်းကျောင်းကဆိုလို့ရှိရင် Diploma in Social and Development Study 2-year program ဖြစ်ပါတယ်ရှင်။ပညာတကားတင်တန်းကျောင်းရဲ့သင်ယူမှုပုံစံတွေကိုပြောပြချင်ပါတယ်။ပညာတကားတင်တန်းကျောင်းမှာသင်ယူမှုပုံစံ၄မျိုးနဲ့သင်ယူကြတာဖြစ်ပါတယ်။နံပါတ်1ကဆိုလို့ရှိရင်စာသင်ခန်းအခြေပြုတင်ကြားမှုဖြစ်ပါတယ်။နောက်ဒေသခံပညာရှင်များကိုအခြေပြုတင်ယူမှုနဲ့နံပါတ်3လူမှုအခြေပြုဖွဲ့စည်းများမှသင်ယူခြင်းရဲ့နံပါတ်4လူထုလှုပ်ရှားမှုမှာပါဝင်ခြင်းဖြင့်သင်ယူခြင်းတွေဖြစ်ပါတယ်ရှင်။ဆိုဒီပုံကတော့ပညာတကားတင်တန်းကျောင်းမှာရှိတဲ့စာသင်ယူမှုပုံစံတစ်ခုဖြစ်တဲ့စာသင်ခန်းအခြေပြုတင်ကြားခြင်းပုံတွေဖြစ်ပါတယ်ရှင်။ဒီပညာတကားတင်တန်းကျောင်းမှာဆိုလို့ရှိရင်တော့ကာလအပိုင်းခြား၄ခုရှိပါတယ်ပထမနှစ်ဝက်ဒုတိယနှစ်ဝက်တတိယနှစ်ဝက်စတုတ္ထနှစ်ဝက်ဆိုပြီးတော့ကာလ၄ခုနဲ့တင်ကြားပါတယ်ရှင်ပထမနှစ်ဝက်မှာတော့အခြေခံတင်တန်းဖြစ်ပြီးတော့ဒုတိယနှစ်ဝက်နဲ့တတိယနှစ်ဝက်ကိုတော့ပြင်မတင်တန်းလို့ခေါ်ပါတယ်စတုတ္ထနှစ်ဝက်မှာတော့အလုပ်တင်တဲ့လက်တွေ့လှုပ်ဆောင်ခြင်းတွေပါဝင်မှာဖြစ်ပါတယ်ရှင်ပညာတကားတင်တန်းကျောင်းမှာပို့ချနေတဲ့ဘာသာရပ်တွေအကြောင်းကိုအနေငယ်ပြောပြချင်ပါတယ်ရှင်။ပထမနေ့ဝက်မှာဆိုလို့ရှင်တော့အင်္ဂလိပ်စာကွန်ပျူတာဖွံ့ဖြိုးရေးဘာသာရပ်နဲ့သူတည်တနာဘာသာရပ်တွေပါဝင်ပါတယ်။ဒုတိယနေ့ဝက်မှာတော့အဲ့ဒီဘာသာရပ်တွေအပြင်လူမှုသိပ္ပံဘာသာရပ်အပိုပါလာမှာဖြစ်ပါတယ်ရှင်။နောက်တတိယနေ့ဝက်မှာဆိုလို့ရှင်တော့ကျောင်းသူကျောင်းသားတွေဟာအင်္ဂလိပ်စာနဲ့ကွန်ပျူတာကိုရွေးချယ်ပိုင်ခွင့်ရှိတဲ့ဘာသာရပ်အနေနဲ့သင်ယူနိုင်မှာဖြစ်ပြီးတော့လုံးဝသင်ယူရမယ့်ဘာသာရပ်များအနေနဲ့ကတော့လူမှုသိပ္ပံဘာသာရပ်ဖွံ့ဖြိုးရေးဘာသာ
သာရက်နဲ့သူတည်တနာဘာသာရက်တို့ဖြစ်ပါတယ်ရှင်စတုထနေဝတ်မှာဆိုလို့ရှင်တော့လက်တွေ့အလုပ်တင်တည်ယူလေ့လာခြင်းအစီအစဉ်နဲ့နောက်သူတည်တနာဘာသာရက်တွေအကြောင်းကိုဆက်လက်ပြီးတော့မှလှုပ်ဆောင်သွားမှာဖြစ်ပါတယ်ရှင်ဒါကတော့ဒီကျောင်းသူကျောင်းသားတွေရဲ့ဒီဖွံ့ဖြိုးရေးဘာသာရပ်မှာပါဝင်တဲ့ဒီ project ရေးဆွဲစီစဉ်အကောင့်ထဲပေါ်နေတဲ့ပုံဖြစ်ပါတယ်ရှင်ဒီပုံကဆိုလို့ရှိရင်တော့ Phayat University ကနေပြီးတော့ကျောင်းသူကျောင်းသားတွေရဲ့ project ပြီးစီးမှုကိုလူတွေ့လာရောက်စစ်ဆေးနေတဲ့ပုံဖြစ်ပါတယ်ဒီပုံကဆိုလို့ရှိရင်တော့ကျောင်းသူကျောင်းသားတွေဟာဒီအလုပ်တင်ဆင်းချင်းဖြစ်တည်ယူနေတဲ့ပုံဖြစ်ပါတယ်ရှင်ဒီပုံမှာဆိုလို့ရှိရင်တော့ကျောင်းသူကျောင်းသားတွေကဆိုလို့ရှိရင်သူတို့အလုပ်တင်ပြီးစီးရဲ့အခါမှာကျောင်းကိုပြန်လည်ရောက်ရှိလာပြီးတော့သူတို့ရဲ့လှုပ်ဆောင်ချက်တွေကိုအစီရင်ခံတင်ပြရတဲ့ပုံတွေဖြစ်ပါတယ်ရှင်ဒီပုံနေရာဆိုလို့ရှိရင်တော့ဒီတင်ယူမှုပုံစံနံပါတ်1ဖြစ်တဲ့ဒေတာခံပညာရှင်တွေကိုအခြေပြုတင်ယူနေတဲ့ပုံဖြစ်ပါတယ်ရှင်အဲ့ဒါတွေဆိုလို့ရှိရင်တော့ရက်တူတင်တန်းနေပါမယ်အလုပ်ရုံဆွေးနွေးပွဲတွေပါဝင်မှာဖြစ်ပါတယ်ဒီပုံတွေကတော့ဒီလူမှုအခြေပြုအဖွဲ့အစည်းကနေပြီးတော့မှတင်ယူမှုပုံစံဖြစ်ပါတယ်ရှင်ဒီပုံတွေဆိုလို့ရှိရင်တော့ကျောင်းသူကျောင်းသားတွေဟာလူထုလှုပ်ရှားမှုတွေမှာပါဝင်ခြင်းဖြစ်တည်ယူနေတဲ့ပုံတွေဖြစ်ပါတယ်ဒီကမ္ဘာစာသုံးတူများနေလှုပ်ရှားမှုတွေမှာပါဝင်တယ်နောက်တဘာပတ်ဝန်းကျင်ဆိုင်ရာလှုပ်ရှားမှုတွေမှာပါဝင်တယ်နောက်တစ်ခုကတော့စစ်ပေးရှောင်ပြည်သူတွေကိုတွားရောက်ပြီးတော့ကူညီခြင်းဖြစ်သူတို့တည်ယူနေကြတာဖြစ်ပါတယ်ရှင်ကျောင်းသူကျောင်းသားတွေကဆိုလို့ရှိရင်ဒီသူတို့ရဲ့နည်းနည်း program ပြီးသွားတဲ့အခါမှာဆိုလို့ရှိရင်သူတို့ certificate နှစ်ခုရရှိမှာဖြစ်ပါတယ်ပထမဆုံးတစ်ခုကတော့ Social Entrepreneurship and Community Development Certificate Phayat University ကနေပြီးရရှိမှာဖြစ်ပြီးတော့ဒုတိယအနေနဲ့ဆိုလို့ရှိရင်တော့ Diploma in Social Development Study မြင့်မို့ Education Foundation နေပြီးတော့ရရှိမှာဖြစ်ပါတယ်ရှင်ဒါကတော့ဒီကျောင်းပြီးသွားတဲ့ကျောင်းသူကျောင်းသားတွေရဲ့အပတ်စဉ်တိုင်းရဲ့ပုံတွေဖြစ်ပါတယ်ရှင်တင်တန်းပြီးဆုံးသွားတဲ့ကျောင်းသူကျောင်းသားတွေကတော့181ယောက်ရှိပါပြီဖြစ်ပါတယ်ဒီတင်တန်းပြီးဆုံးသွားတဲ့ကျောင်းသူကျောင်းသားတွေကဆိုလို့ရှိရင်မိမိဒေတာအတီးတီးမှာသူတို့လူသားအရင်းမြစ်ဖြစ်ရက်တည်နေနိုင်ကြတဲ့သူတွေဖြစ်နေပါပြီတချို့ကဆိုလို့ရှိရင်တော့ပညာတော်တင်များကိုဆက်လက်တင်ကြားစီးပူးနေတဲ့သူတွေလည်းရှိပါတယ်တချို့ကတော့မိမိဒေတာအတွင်းမှာရှိတဲ့လူမှုအဖွဲ့အစည်းတွေမှာပါဝင်လှုပ်ဆောင်နေကြတဲ့သူတွေလည်းရှိနေပြီဖြစ်ပါတယ်ရှင်ပညာတကာတင်တန်းကျောင်းကိုစိတ်ဝင်စားပြီးတော့ပညာစီးပူးလေ့လာခြင်းနဲ့ဆိုလို့ရှိရင်တော့အ ਨੇ ဆုံးပညာအရေးအချင်းတက္ကသိုလ်ဝင်စာမေးပွဲအောင်သူဖြစ်ရပါမယ်။နောက်နှစ်တိတိတင်တန်းကျောင်းကိုတက်ရောက်ပြီးနိုင်သူဖြစ်ရမှာဖြစ်ပါတယ်။နောက်ပညာစီးပူးလို့စိတ်ထက်တန်သူဖြစ်ရမှာဖြစ်ပါတယ်။နောက်မတူကွဲပြားမှုတွေဖွံ့ဖြိုးရေးလုပ်ငန်းတွေကိုစိတ်ဝင်စားတဲ့သူဖြစ်ရမှာဖြစ်ပါတယ်။နောက်ခေါင်းဆောင်မှုစွမ်းရည်ရှိတဲ့သူဖြစ်ရမှာဖြစ်ပါတယ်ရှင်။တင်တန်းအတွင်းမှာလိုအပ်တဲ့ငွေကြေးဆိုင်ရာအချက်လက်တွေကိုအနေငယ်ပြောပြချင်ပါတယ်ရှင်။ကျောင်းသားမိဘတွေရဲ့ထည့်ဝင်ငွေအနေနဲ့လစဉ်15000ကောက်ခံမှာဖြစ်ပါတယ်။နောက်ကျောင်းသူကျောင်းသားတွေဟာကျောင်းဝင်တဲ့အခါမှာဝတ်စုံကြေး25000ထည့်ဝင်ရမှာဖြစ်ပါတယ်။နောက်ကျောင်းသားတွေရဲ့လစဉ်စားတောက်ဆေးကတော့လစဉ်4000ဖြစ်မှာဖြစ်ပြီးတော့အာမခံကြေး3000ထည့်ဝင်ရမှာဖြစ်ပါတယ်ရှင်။ပညာတကာတင်တန်းကျောင်းကိုတက်ရောက်လို့ပြီးတော့မှငွေကြေးအခက်အခဲရှိနေသူအတွက်ထောက်ပံ့ကြေးလျှောက်ထားနိုင်တဲ့အစီအစဉ်လည်းရှိရဖြစ်ပါတယ်။ဒီထောက်ပံ့ကြေးကိုလျှောက်ထားနိုင်တဲ့သူတွေကတော့အမှန်တကယ်ငွေကြေးအခက်အခဲရှိပြီးတော့ပညာကိုလိုလားစွာတည်ယူလို့တဲ့စန္ဒရှိတဲ့သူဖြစ်ရပါမယ်။နောက်အလက်ချိန်တွေမှာကျောင်းရဲ့ဝေယဝစ္စတွေကိုကူညီပေးနိုင်သူလည်းဖြစ်ရပါမယ်ရှင်။နောက်ပညာတည်ယူတဲ့အခါမှာလက်ဆင်တိတာတဲ့တိုးတက်မှုကိုပြတဲ့သူဖြစ်ရပါဖြစ်ပါတယ်ရှင်။ဒီတင်တန်းထောက်ပံ့ကြေးအစီအစဉ်မှာဆိုလို့ရှိရင်လူဦးရေအကန့်အသတ်ရှိရဖြစ်ပါတယ်။တင်တန်းထောက်ပံ့ကြေးဟာဆိုလို့ရှိရင်6လတက်တန်းပဲကြာမြင့်တာဖြစ်ပါတယ်။6လပြီးဆုံးသွားတဲ့အခါမှာတော့တင်တန်းထောက်ပံ့ကြေးကိုပြန်လည်ပြီးတော့မှရှောက်ရမှာဖြစ်ပါတယ်ရှင်။အားလုံးကိုကျေးဇူးများတင်ပါတယ်ရှင်။